ဒီနေရာလေးကတော့ဗောနော်ငကားကြီးတကောင်ကဒီဖျားမှာလာဖူးတာဗောနော်ဒီဖျားလာဖူးရင်လည်းမိုးချိုးပြက်ခံလိုက်ရတာပြီးတော့မှသူကဒီကြောက်ဖြစ်သွားတာဗောအဲကြောက်ဖြစ်သွားတာအောင်မှသူတို့ကနေပြီးတော့ဒေသခံတွေကဒီဥစ္စာလေးကိုနည်းနည်းပပဆိုရွှေရောင်လေးတွေဗာလေးအလှဆင်ပြီးဟိုခေါင်းကိုပြန်ပြီးတော့မှအလှဆင်ပေးထားတယ်ဒါကသူတို့ပူတောင်မြို့နယ်မှာရှိတယ်ကျောင်းကစေကြီးဖြစ်ပါတယ်ဖိုင်ရရှေ့ပဲဖိုင်ဂျင်းစားထားတယ်လေပြီးရညညမချရတယ်ကြိုက်ဒါဒီကောင်သူတို့လှဆင်နေတာ有龙王刚刚才出来的。